2025 ခုနှစ်အောက်တိုဘာလ19ရက်နေ့မနက်ပိုင်းမှာအမြန်လမ်းပေါ်မှာခရီးသည်တင်ယာဉ်တစ်စင်းလမ်းဘေးထိုးကျခဲ့ပြီးတော့ထိခိုက်ဒေဆုံးသူမရှိခဲ့ပါဘူး။ကားဆရာကိုလည်းလူတွေဝိုင်းဖြစ်တင်နေကြတဲ့အပြင်ဒီသတင်းဟာလည်းလူမှုဆိုရှယ်မီဒီယာပေါ်ခဏလေးနဲ့ပြန့်နှံ့သွားခဲ့ပါတယ်။ဘလို့ပဲဒေဆုံးမှုမရှိဘူးပြောဒီလိုသာဆက်ပြီးပေါ်ဆနေမယ်ဆိုရင်နောက်ဒီထက်ဆိုတဲ့အန္တရာယ်ဖြစ်လာနိုင်ခြေရှိပါတယ်။ကားသမားတချို့ရဲ့အဆိုအရS-Lot ပြုတ်သွားခဲ့တာဖြစ်ပြီးတော့လူထိခိုက်မှုတော့မရှိဘူးဆိုပေမဲ့ကားကတော့လမ်းတစ်ဖက်ကအပြင်ဘက်ထိလုံးဝထိုးဆင်းသွားခဲ့တာပါ။အခုမြင်တွေ့နေရတာကတော့ S-Lot ဖြစ်ပြီးဒါလေးမကောင်းလို့ကားစီရတိုင်းထိန်းချုပ်ရမှာခက်ခဲဖြစ်ပြီးထိုးကျသွားခဲ့တာဖြစ်ပါတယ်။ဒါကလည်းကားစီရကျေးဇူးနဲ့ဖြည့်သက်ထိုးဆင်းနိုင်တာဖြစ်ပေမဲ့အရှိန်ဟာလည်းသိမရှိတာကြောင့်ခရီးသည်တဦးတယောက်မှဒုက္ခမရောက်ခဲ့တာပါ။ဒီလို S-Lot လွယ်တဲ့ပြဿနာအစကတော့လူများပြောပုံအရာကားအုံနာဟာကားဟာချိုရင်းချက်အနေနဲ့များစွာရှိတာသိပေမဲ့တမင်မပြင်ပေးတာလို့လည်းတီးတိုးပြောဆိုနေကြပါတယ်။တချို့ကလည်းအမြန်လမ်းတစ်လျှောက်လမ်းဟာစုပ်ပြတ်နေခဲ့တာလို့ဆိုကြသလိုတချို့ကလည်းကားဆရာကကားမောင်းနေရင်ဂိမ်းဆော့နေတယ်လို့လည်းပြောကြပါတယ်။ဘယ်ရာကအမှန်ဆိုတာကိုတော့ကားရဲ့ black box ကိုစစ်ကြည့်ပြီးမှသိရမှာဖြစ်ပြီးတော့လူတချို့ကတော့ကားရဲ့1 byte ထဲကပစ္စည်းတွေဟာအလေးချိန်တအားများလို့ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။အဆိုပါခရီးသည်တင်ဟာ6မြို့ကနေရန်ကုန်မြို့ကိုအောက်တိုဘာလ19ရက်နေ့မနက်ပိုင်းဆင်းလာချိန်မှာအမြန်လမ်းမတနေရာမှာထိခိုက်မှုတွေ့ကြုံခဲ့ရတာဖြစ်ပါတယ်။ကံကောင်းထောက်မှစွာတစ်ဖက်ရင်ကျော်မှာကားတွေရှိမနေခဲ့လို့တက်တာခဲ့တာဖြစ်တယ်လို့ခရီးသည်တွေနဲ့ရင်မောင်းတွေလည်းထိခိုက်မှုမရှိဘူးဆိုပေမဲ့ကားကတော့ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးသွားခဲ့ပါတယ်။အခုနောက်ပိုင်းခရီးသည်တင်ယာဉ်တွေဟာပြည်စင်ထိန်းသိမ်းမှုပိုင်းအားနည်းလာသလိုတချို့ယာဉ်တွေရဲ့အစိတ်အပိုင်းနဲ့အပိုပစ္စည်းဝယ်ယူနိုင်မှုအပိုင်းမှာလည်းမလွဲနိုင်ကြတော့လို့ရှိတာကိုပဲအသုံးပြုနေကြရပါတယ်။ဒါကြောင့်အခုနောက်ပိုင်းခရီးသည်တင်ယာဉ်တွေရဲ့ကြန့်ခိုင်မှုပိုင်းမှာပြောစရာဖြစ်လာသလိုအမြန်လမ်းကိုလည်းပြန်လည်ထိန်းသိမ်းတာမရှိတော့လို့အနေရပိုကြီးထွားလာနေပါတယ်။တောင်ကြီးမြို့မှာအလောင်းတစ်လောင်းကိုဦးနှလုံးဖြုတ်ယူသွားတယ်ဆိုတဲ့တရက်ခန့်ကိုဒီကနေ့ဖမ်းဆီးရမိကြောင်းသတင်းထဲမှာတွေ့ရပါတယ်။မနေ့ကတောင်ကြီးမြို့မှာမီးလောင်တရားတွေနဲ့အလောင်းကိုတွေ့ရှိခဲ့ပါတယ်။ဒီကနေ့ DVB မှာဘာကိုဖော်ပြလဲဆိုတော့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာလူသေးအလောင်းစုပ်ပြစ်သွားသူလို့တန်တရားရှိတဲ့အမျိုးသားတယောက်ကိုအောက်တိုဘာလ19ရက်နေ့ကရဲကဖမ်းထားတယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီအလောင်းတစ်လောင်းမှာထူးခြားတာကဦးနှလုံးဖြုတ်ခံရတယ်။တကူလုံးကလည်းမီးလောင်တရားရှိနေတဲ့အပြင်နောက်တစ်ခုကနားမှာနားတရာတွေရှိနေခဲ့ပါတယ်။ဒီလူတက်မှုကိုကြည့်ခြင်းအပြင်ငွေရေးကြေးကြောင့်မဟုတ်ဘူးဆိုရင်တယောက်နဲ့တယောက်မကျဉ်းနှံမှုနဲ့လုပ်ခဲ့တယ်လို့ယူဆလို့ရပါတယ်။ကြားမရတဲ့လောက်တော့ရှမ်းပြည်မှာမိန်းမတွေရောယောက်ျားတွေရောအကုန်ငွေကိုလိုချင်တတ်မှတ်မှုတွေကြောင့်ခဏခဏလူတက်မှုတွေဖြစ်ပွားနေပါတယ်။အစကတော့ရိုးရိုးကားပေါ်ကနေဆင်းပြီးတောရိုင်းတိရစ္ဆာန်ကြောင့်ထင်လို့ဒေသခံတွေကသတင်းပို့ခဲ့ပေမဲ့တေသူရဲ့ဓာတ်တံရခုတ်တံရများနဲ့မီးလောင်တံရများပါရှိနေတာကြောင့်လူတက်မှုလို့ကောက်ချက်ချခဲ့ပါတယ်။ဓာတ်တံရမီးလောင်တံရများအပြင်နေရွက်လည်းပါမလာပဲငယ်ပါလေးနှလုံးမှာအဖြုတ်ခံခဲ့ရကြောင်းကိုနောက်မှသိရတာပါ။ဒီသတင်းကိုကြားပြီးတောင်ကြီးမြို့ကပြည်သူပြည်သားတွေကအိမ်မြလောက်ပိန်းအားနေသလားဆိုပြီးတောင်တွေးမိသွားပါတယ်။ကိုမျိုးထဲမှာဘာတွေဖြစ်နေလဲတောင်တေချာမတဲခွဲကြပါဘူး။